ညနေဆောင်ချိန်ကျွန်တော်အဝေးပြေးလမ်းမှာကားမောင်းနေခဲ့ပြီးတော့ကျွန်တော်တငယ်ချင်းရဲ့မွေးနေ့ပါတီကနေအိမ်ကိုပြန်နေရပဲဖြစ်ပါတယ်။အဲဒီချိန်တုန်းကကျွန်တော်အရန်ပြင်းမှန်နေရကြောင်းရွာရဲ့အနီးနားမှာရှိတဲ့ဟိုတယ်တစ်ခုမှာပဲအနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟိုတယ်ကအရင်တော့မကြည့်ပဲတာမန်လောက်ပဲဖြစ်ပြီးတော့ကြည်ရတာနည်းနည်းတော့ခြောက်ခြားစရာကောင်းပါတယ်။ကျွန်တော်ချက်ကင်ဝင်လိုက်ပြီးတော့တော့ကိုယူကကျွန်တော်အခန်းထဲကိုသွားခဲ့ပါတယ်။ကျွန်တော်အခန်းနံပါတ်က23ဖြစ်ပြီးတော့ကျွန်တော်ခန်းမတစ်လျှောက်ကိုလမ်းလျှောက်သွားခဲ့ပါတယ်။ကျွန်တော်တခြားအခန်းကိုဖြတ်သွားပြီးရင်တော့ကျွန်တော်အခန်းကနေနှက်ခမ်းသာချတဲ့အခန်းနံပါတ်20ကနေကလေးမလေးတယောက်ရဲ့တခိခိရေတန်းကိုကြားနေခဲ့ရပါတယ်။ကျွန်တော်လမ်းလျှောက်တာရက်လိုက်ပြီးတော့အဲ့ဒီအခန်းကအခြားခန်းတွေနဲ့မတူပဲကွဲပြားနေရဆိုတာကိုသတိထားမိလိုက်ပါတယ်။တကားကအရန်ကိုပဲဟောင်းနှက်နေခဲ့ပြီးတော့အခန်းထဲကိုချောင်းကြီးနိုင်လောက်အောင်ကြီးမာတဲ့တောပေါက်ကြီးကြီးလေးရှိနေခဲ့ပါတယ်။ကျွန်တော်အထဲမှာဘာရှိလဲဆိုတာကိုသိချင်ခဲ့တာကြောင့်အခန်းထဲကိုချောင်းကြည့်ခဲ့ပါတယ်။အဲဒီမှာမျက်နှာကိုကျမ်းမြင့်မောင်ငုပ်ထားပြီးတော့အိယာပေါ်မှာထိုင်နေတဲ့ကလေးမလေးတယောက်ကိုတွေ့လိုက်ရပါတယ်။သူမရဲ့မျက်နှာကစပင်းနေနဲ့ကွယ်နေရကြောင်းကျွန်တော်သူမရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။သူမက1990တုန်းကလိုမျိုးခေါင်းဖြူကိုဝတ်ဆင်လာပြီးတော့အဲဒီဝတ်စုံကလည်းညစ်ပတ်နေခဲ့ပါတယ်။ဒါကထူးဆန်းတယ်လို့ထင်ခဲ့ပေမဲ့မကြခင်မှာပဲဒါကိုကျူးမဆိုင်ပဲနဲ့ကျွန်တော်အခန်းကိုပဲသွားလိုက်ပြီးတော့တကားကိုလောချကအိပ်ပစ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့ကျွန်တော်ခန်းမတွေကိုနောက်တစ်ချိန်လျှောက်တဲ့အခါမှာဘာကြောင့်မှမသိပေမဲ့အဲဒီတော့ဘောက်ကိုနောက်တစ်ချိန်ကြည့်နေဆိုတဲ့ခန်းစားချက်ကိုခန်းစားလိုက်ရပါတယ်။ဒါကြောင့်ကျွန်တော်အခန်း20ရှိမှရက်လိုက်ပြီးတော့တော့ဘောက်ကနေချောင်းကြည့်ခဲ့ပါတယ်။ဒီချိန်မှာတော့ကျွန်တော်ဘာအတမ်းမှမကြားရဘဲနဲ့ကျွန်တော်တွေးလိုက်ရတဲ့အရာကတော့အနီရောင်တွေသာဖြစ်နေခဲ့ပါတယ်။သူမကျွန်တော်ကိုတွေးသွားတယ်လို့ပဲထင်ခဲ့ပါတယ်။ဒါကြောင့်သူမကတော့ဘောက်ကိုအနီရောင်အဝေးဒါမှမဟုတ်အခြားတစ်ခုနဲ့ပေးလိုက်တာပဲဖြစ်လိမ့်မယ်။ဒါကကလေးဆန်ပေမဲ့ချစ်စရာကောင်းပါတယ်။ဒါကြောင့်ကျွန်တော်ပြုံးပြီးတော့အနောက်ကိုလှည့်ကကောင်တာစီကိုပဲဦးတည်သွားလိုက်ပါတယ်။ကျွန်တော်အဲဒီကနေထွက်မသွားခင်ကောင်တာအမျိုးသမီးကိုမေးလိုက်ပါတယ်။အခန်း20မှာဘာတွေဖြစ်နေရလဲ။တကားတွေကလည်းအခြားခန်းနဲ့မတူပဲကလေးမလေးတယောက်ပဲဘာလို့အခန်းထဲမှာနေရတာလဲ။သူမကကျွန်တော်ကိုကြောင်ကြည့်နေခဲ့ပြီးတော့စကားပြောလာခဲ့ပါတယ်။အော်ဆရာပြောတာအခန်း20ကိုပြောတာလား။ဒီဟိုတယ်ကိုပြန်လည်မပြုတ်ပြင်ခင်တော့ကအဲ့ဒီအခန်းမှာမိသားစုတစုနေခဲ့ကြပါတယ်။ဒီမယားနှစ်ယောက်နဲ့သူ့ရဲ့သမီးလေးကအားလိုက်ရဲ့အပန်းဖြေခီးကိုအဲ့ဒီအခန်းမှာနေခဲ့ကြပြီးတော့အဲ့ဒီအခန်းမှာပဲသူ့ရဲ့သမီးလေးကိုတက်ကရဲတွေရောက်လာတဲ့အချိန်မှာလဲစုံတွဲကသူတို့ကိုသူတို့တက်တည်ခဲ့ကြပါတယ်။အထူးဆန်းဆုံးအပိုင်းကတော့အဲ့ဒီကိစ္စတွေဖြစ်ပြီးရင်တော့မှခမ်းမထဲမှာအဲ့ဒီကလေးမလေးလည်းတပုံစံနဲ့တူတဲ့ကလေးမလေးကိုတွေ့ကြရတယ်လို့ဆိုပါတယ်။သူပြောတာကသူ့ရဲ့မျက်လုံးတွေကမြည်ရဲနေခဲ့ပြီးတော့တွေးမျက်ရည်တွေကျနေရလို့ဆိုခဲ့ပါတယ်။သူမကကျွန်တော်ကိုပြပြခဲ့ရတဲ့ကြောင့်ကျွန်တော်ထိတ်လန့်သွားခဲ့ပြီးတော့ကျွန်တော်နှလုံးခုန်မှန်တွေမြင်နေခဲ့ပြီးတော့ဒါဆိုကျွန်တော်မြင်ခဲ့တဲ့အနီရောင်ကဘာရှိမလဲကျွန်တော်ကြည့်နေတယ်လို့သူမလည်းကျွန်တော်ကိုတကားပေါက်ကနေချောင်းကြည့်နေခဲ့တာလားဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်